ဝန်ထမ်းပြေးမင်းအုပ်စုတယောက်လက်နက်ကင်ဆောင်မှုနဲ့ဖမ်းဆီးခံခဲ့လိုက်ရပါတယ်။ရန်ကုန်တိုင်းတွန်တေးမြို့ကဖျားငုတ်တို့စစ်စီဂိတ်မှာပြီးခဲ့တဲ့တနင်္လာနေ့ကစစ်တပ်ရဲ့ပူးပေါင်းအဖွဲ့တွေကသွားလာနေတဲ့ရင်တွေကိုရှာဖွေစစ်ဆေးနေတော့အိမ်မှာဖြတ်သွားတဲ့မင်းအုပ်စုရဲ့ကားကိုပါရှာဖွေစစ်ဆေးခဲ့ရပါတယ်။ဒီလိုရှာဖွေနေတော့မင်းအုပ်စုကားတွေကကြီး9တောက်ထည့်ထားတဲ့ပစ္စတိုတစ်လက်တွေ့ရှိခဲ့ပါတယ်။ဒါကြောင့်ပဲသူ့ကိုတွန်တေးမြို့မှာရဲစခန်းမှာလက်နက်အပ်ဥပဒေနဲ့တရားစွဲထားတယ်လို့သိထားရပါတယ်။မင်းအုပ်စုက2014ခုနှစ်မှာလဲသူ့လှုပ်ဖော်ကိုင်းဖက်တူကိုတက်ခဲ့တဲ့လူတက်မှုကျူးလွန်ခဲ့ပါတယ်။ဒီအမှုနဲ့ထောင်ဒဏ်သက်တကြွကြထားပြီးမဲ့2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့လွတ်ငြိမ်းနဲ့ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ဒီလိုလွတ်မြောက်လာတာကိုလည်းလက်ပေးလွတ်မြောက်လာခဲ့တယ်လို့ပြောဆိုကြတာရှိပါတယ်။လွတ်ငြိမ်းနဲ့လွတ်လာပြီးတဲ့နောက်တစ်နှစ်အကြာ2022ခုနှစ်မှာလဲတဲကိုဝန်တစ်ခုကိုဝင်ရောက်စီးနင်းပြီးရိုက်နှက်ဓမြတိုက်တာတွေလုပ်ခဲ့ပါတယ်။ဒီလိုရိုက်နှက်ဓမြတိုက်မှုကျူးလွန်ခဲ့တာကြောင့်သူ့ကိုတရားရုံးကဖမ်းဝရမ်းထုတ်ထားပါတယ်။ဒါပေမဲ့လည်းမင်းအုပ်စုတယောက်လွတ်မြောက်နေစေဖြစ်ပါတယ်။စစ်တပ်ဩဇာကြီးမားတဲ့အချိန်မှာရာဇဝတ်သားတွေကစစ်တပ်ကိုထောက်ခံပေးပြီးစစ်တပ်ကလည်းပြန်လွှတ်ပေးနေတာမျိုးတွေလုပ်နေတော့ဒီတစ်ချိန်မှာတော့မင်းအုပ်စုဆက်လွတ်နေအောင်မလားဆိုတာစောင့်ကြည့်နေရမှာဖြစ်ပါတယ်။တရုတ်ဆောင်လောကတွေမှာမင်းအုပ်စုလိုလူချမ်းတွေဖြစ်ကြတဲ့မင်းရစာဆိုရင်လည်းခုဆိုရင်ထောင်ထဲမှာအကျဉ်းသားအရာရှိဖြစ်နေပြီးနိုင်ငံရေးကျဉ်းသားတွေကိုဥဆောင်နှိပ်စက်နေတယ်လို့သိရပါတယ်။သူ့မိန်းမဆိုရင်လည်းထောင်ထဲမှာတရားရဂိုင်းနှုန်းအတိုးနဲ့ငွေတိုးချေးစားနေတာအတော်အောင်မြင်နေတယ်လို့ကြားသိရပါတယ်။မင်းရစာတဲ့ဇနီးကအိမ်ကူကိုတက်ငယ်ပရိမှုကျူးလွန်ပြီးအဆက်နဲ့ပတ်နှိပ်စက်ခဲ့တာကြောင့်အင်းစိန်ထောင်မှာကျင်းကြားနေကြတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ညောင်ရီမြို့မှာ DKBA နဲ့ပြည်သူ့စစ်အချင်းချင်းအပြန်အလှန်ပစ်ခတ်ကြလို့ DKBA ဘက်က6ဦးတနက်ထိမှန်ခဲ့တယ်ဆိုတဲ့သတင်းတင်ဆက်ပေးသွားပါမယ်။ဒီဖြစ်စဉ်ကတော့ညောင်ရီမြို့အမှတ်3ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာဖြစ်ပျက်ခဲ့ပြီးပြည်သူ့စစ်အဖွဲ့နဲ့ DKBA ကြည်လင်းရဲ့ညီမစကားများကြရမှာပြည်သူ့စစ်အဖွဲ့က DKBA ကြည်လင်းကိုစိန်ခေါ်ပစ်ခတ်ရင်ပြန်လှန်ပစ်ခတ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ဒီလိုပစ်ခတ်ရင် DKBA ဘက်မှ6ဦးထိခိုက်ခဲ့တယ်လို့သိထားရပါတယ်။ဆက်လက်ပြီးတော့ဒီရက်ပိုင်းမြန်မာစစ်တပ်ကကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေကိုတင်ပြပေးသွားပါမယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့မှာပဲခူးညောင်လေးပင်ကကြေးရတွေကိုစစ်တပ်ရဲ့တပ်မ89ကဝင်စီးပြီးရွာသား40ကျော်တပ်ဖြတ်300ကျော်တပ်စားတဲ့အနေနဲ့ဖမ်းဆီးခဲ့ပါတယ်။ဒါကို PDF တွေနဲ့ KNN ပူးပေါင်းတပ်ဖွဲ့တွေကတစားကန်တွေကိုလွတ်မြောက်အောင်ကယ်တင်နိုင်ခဲ့တယ်လို့ကြားသိထားရပါတယ်။ PDF KNN ပူးပေါင်းတပ်ဖွဲ့ကမတ်လ9ရက်နေ့မှာစစ်တပ်ရဲ့စစ်ကြောင်းသားကိုလိုက်သွားပြီးတစားကန်300ကိုဝင်ကယ်ရမှာတော့မတ်လ10ရက်နေ့မနက်4နာရီမှာကယ်တင်လွတ်မြောက်နိုင်ခဲ့တယ်လို့သိထားရပါတယ်။ဒီလိုကယ်ထုတ်ရတဲ့အချိန်မှာပုံမှန်စစ်စင်ရေးတွေနဲ့မတူဘဲရွာသားတွေမထိခိုက်အောင်အနီးကပ်ဝင်ရောက်တိုက်ခိုက်ရတာမျိုးဖြစ်ပါတယ်။ဖမ်းဆီးခံရတဲ့ရွာသားတွေကိုကယ်ထုတ်ရတဲ့ဒီတိုက်ပွဲမှာ PDF နဲ့ KNN ပူးပေါင်းအဖွဲ့မှ17ယောက်ကြာဆုံးခဲ့ပြီး9ဦးဒဏ်ရာရရှိခဲ့ပါတယ်။စစ်တပ်ဘက်မှလည်းအယောက်20ကျော်သေဆုံးပြီး10ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တစ်ဆက်တည်းမှာပဲစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်တပ်ဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့မတ်လ10ရက်နေ့ကရခိုင်ပြည်နယ်အဲမြို့နယ်မှာစစ်တုပ်ပံအကျဉ်းစခန်းတစ်ခုကိုလေကြောင်းနဲ့3နာရီကြာဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်တုပ်ပံ100ကျော်သေဆုံးခဲ့ပြီး30ကျော်ဒဏ်ရာရရှိခဲ့တယ်လို့အာရခတ်တော် AA ကသတင်းထုတ်ပြန်ထားပါတယ်။ဒါဟာလူမဆန်တဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပြီးစစ်ရာဇဝတ်မှုလည်းမြောက်ပါတယ်။ဆက်လက်ပြီးနိုင်ငံတကာသတင်းများအနေနဲ့အရှေ့အလယ်ပိုင်းကစစ်ပွဲအတွင်းမှာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။အစ္စရေးအမေရိကန်နဲ့အီရန်စစ်ပွဲဟာအခုဆိုရင်12ရက်မြောက်တဲ့ကိုရောက်ရှိလို့လာပါပြီ။အီရန်ဘက်ကတော့အမေရိကန်ကိုအမြင့်ပြတ်ချေမှုန်းမယ်လို့ကြုံရထားပါတယ်။တစ်ဆက်တည်းမှာပဲအီရန်အစိုးရကိုအလိုမရှိတဲ့အီရန်နိုင်ငံသားတွေကိုလည်းရန်သူလိုပဲဆက်ဆံမယ်လို့အီရန်အစိုးရပိုင်းကပြောထားပါတယ်။အစ္စရေးအမေရိကန်ရဲ့ပူးပေါင်းစစ်ဆင်ရေးကြောင့်ထိနာထားတဲ့အီရန်ကလည်းတံပြန်တိုက်ခိုက်မှုတွေကိုအရှိန်ဟုန်နဲ့ပြန်လည်လှုပ်ဆောင်နေပါတယ်။အစ္စရေးမျိုးတော်တွေကိုတိုက်ရိုက်တိုက်ခိုက်ခဲ့တာတွေရှိပြီးလို့ပင်လယ်ကွေ့နိုင်ငံတွေဖြစ်တဲ့ကာတာ UAE ဘာရိန်းအိုမန်ဆော်ဒီအာရေဗျတို့မှာရှိတဲ့အမေရိကန်ရဲ့အခြေခံစနစ်တွေကိုလည်းတိုက်ခိုက်ဖျက်ဆီးနေပါတယ်။လက်ရှိမှာတော့အမေရိကန်အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်အီရန်မှာရှိတဲ့ဈေးရုံကျောင်းမူကြိုးနဲ့အရက်သားအဆောက်အဦတွေပါ
ပျက်စီးခဲ့ရပြီးနိုင်ငံတွင်းသေဆုံးလူထောင်ကျော်ရှိနေပြီလို့သိထားရပါတယ်။ အမေရိကန်-အစ္စရေးရဲ့ပထမဆုံးထိုးစစ်မှာလည်းအီရန်ဥဆောင်ခါမီနီအပါအဝင်အီရန်ရဲ့အရေးကြီးတဲ့ခေါင်းဆောင်များကြာဆုံးခဲ့ရပါတယ်။ဥဆောင်တဲ့အနေနဲ့တင်ပြထားတဲ့မွဂျဘာခါမီနီကလည်းစစ်ပွဲစကတည်းကယနေ့အချိန်ထိလူရှိမပေါ်လာခဲ့တာကြောင့်ဒဏ်ရာရရှိထားတာဖြစ်နိုင်တယ်လို့ကျွမ်းကျင်သူတွေကခန့်မှန်းထားကြပါတယ်။